CEO တယောက်ဟာရီစားတွေကိုနေ့တိုင်းနေပါလဲတော့ပြီးလမ်းခွဲတိုင်းမှာလေလမ်းခွဲကားအဖြစ်ငွေအများများပေးလေးရှိသေးဆိုတာသူမသိလိုက်ရတယ်။အဲ့ဒီချိန်မှာပဲသူမရဲ့ခမီကပြင်းထန်တဲ့ယောဂဝေဒနာခံစားနေရပြီးဒေါ်လာ3 တန်နဲ့ခွဲစိမ့်မှုကိုအရေးပေါ်လုပ်ဖို့လိုအပ်နေခဲ့တယ်။အမေအသက်ကိုကယ်နိုင်ဖို့တစ်ခုတည်းသောနီလမ်ကတော့ဒီ CEO ရဲ့ရီစားဖြစ်လာပြီးလမ်းခွဲကရဖို့ပါပဲ။ဒါပေမဲ့သူမသူ့ရီစားဖြစ်လာတဲ့အခါမှာတော့ CEO ကသူမကိုလုံးဝလမ်းမခွဲတော့ပါဘူး။3 နှစ်တောင်ကြာသွားခဲ့ပြီးသူမကသူ့အကြိုက်လိုက်ပြီးလိမ္မာရင်ကျဲပြခဲ့လို့သူကသူမကိုပိုသဘောကျနေခဲ့တာပါ။ဒါပေမဲ့သူမအမေရဲ့အခြေအနေကတဖြည်းဖြည်းဆိုးလွားလာတဲ့အတွက်သူမလမ်းခွဲခဲ့ရဖို့နီလန်းမျိုးစုံရှာရပါတော့တယ်။ဒီရက်မှာတော့ CEO အစည်းအဝေးလုပ်နေတော့သူမအတင်းဝင်သွားနေအားလုံးရှိမှသူ့ကိုအော်ဟက်ဆူပူပစ်လိုက်တယ်။သူဒေါသထွက်ပြီးလမ်းခွဲလိုက်ဖို့သူမမျှော်လင့်ထားပေမဲ့သူကအစည်းအဝေးကိုရပ်လိုက်ပြီးသူမခွန်ကျွေးတဲ့စွပ်ပြုတ်ကိုအေးအေးဆေးဆေးတောက်နေခဲ့တဲ့။နောက်ဆုံးသူ့လက်စည်းကိုဆွဲပြီးအိမ်ပြန်ရအောင်လို့ပြောလိုက်တဲ့အခါမှာလေသူကသူမကိုချီပြီးအိမ်ကိုခေါ်သွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့သူမဟာ CEO မုန်းတဲ့အနီရောင်ခေါင်းကိုဝစ်ပြီးသူ့ဖခင်နဲ့အိမ်ကိုလိုက်သွားခဲ့လေ။အဲ့ဒီမှာ CEO နဲ့သူ့အဖေစကားများနေတော့သူမကြားတဲ့ကဝင်ပြီးငွေမှတ်တဲ့မိမတယောက်လိုဟန်ဆောင်ခဲ့တယ်။ကျမကသူ့ရဲ့စစ်ဆက်ထားသူပဲ။သူကျမကိုကွန်ဒိုတိုက်ခန်းတစ်လုံးဝယ်ပေးမယ်လို့ကြေပေးထားတယ်လို့အော်ပြောလိုက်တယ်။ဒါပေမဲ့ CEO ကဒေါသထွက်မဲ့အစားသူမနဲ့အတူလိုက်ပြီးတရုတ်ဆောင်ပေးနေခဲ့ပါတယ်။သူမစပွဲကိုမော့ခုံလှန်ပစ်တယ်မဲ့သူကသူမရဲ့ဒီလိုရိုင်းဆိုင်တဲ့အဖြစ်အမှုတွေကိုပို့ပြီးသဘောကျနေခဲ့ပါတယ်။သူမအမေရဲ့ခွဲစိတ်မှုအတွက်နောက်ဆုံး3 ရက်တည်းအချိန်ရတော့တယ်။အိမ်ကူကဖြိုးပြချက်အရအရင်ကရီးစားတွေဟာ CEO ရဲ့မွေးနေ့မှာကိတ်မုံလုပ်ပြီးအဲ့ဒီနေ့မှာပဲလမ်းခွဲခံရတတ်တယ်လို့သိလိုက်ရတယ်။ဒါဟာသူမအတွက်နောက်ဆုံးခွင့်ရပါပဲ။ CEO အိမ်ပြန်ရောက်လာတဲ့အခါသူမပြင်ဆင်ထားတဲ့ကိတ်မုံကိုမြင်ပြီးသူတကယ်ပဲဒေါသထွက်သွားပုံရတယ်။သူမကသူ့မျက်လုံးတွေကိုပိတ်ပြီးဆူတောင်းခိုင်းလိုက်တယ်။မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါသူဘာဆူတောင်းလဲလို့မေးလိုက်တော့သူကမျောနှင်းမထားတဲ့စကားတစ်ခွန်းကိုပြောလိုက်ပါတော့တယ်။ငါတို့လက်ထပ်ကြရအောင်တဲ့။နောက်ထပ်ဇာတ်လမ်းကောင်းတွေကြည့်ရှုဖို့ like and subscribe လေးတွေလုပ်ဖို့မမေ့ကြနဲ့အောင်နော်။ comment မှာလည်းဘလို့အကြောင်းအရာလေးတွေကြည့်ချင်လဲရေးသွားပေးကြပါအောင်မျိုးတို့